嗨，大家好，今天请你干什么？阿龙就是来吧喏。今天老师他讲了到了要了，第三个老师老师他考到先边比喏，然后他哭今天讲了都那哭耶，毛色都比不牛来吧，谁都比妈妈，然后到了要了，那他哭都要了，好不喏都要了，不如都没来啥几几没喏，然后把他妈的哭几没。တူတောင်စိတ်ဆိုးပြီးတူတောင်စိတ်ဆိုးသွားပြီဆိုတာတူတောင်ဆိုတဲ့ခါကျတော့သူ့ကိုထားသုံးလို့တုံးတယ်စိတ်ဆိုးပြီးဆိုတာ生气了เนาะထားသုံး生气了တူတောင်စိတ်ဆိုးပြီးသူစိတ်ဆိုးတော့မယ်စိတ်ဆိုးတော့မယ်ကြတော့ဆိုတော့ရောက်了တုံးရမယ်ဟုတ်တယ်เนาะတော့မယ်အဲ့တော့ထားရောက်生气了သူစိတ်ဆိုးတော့မယ်เนาะတခုကကြာစိတ်ဆိုးသွားပြီတခုကကြာစိတ်ဆိုးတော့မယ်အဲ့တော့နောက်တစ်ကြောင်တူတောင်စိတ်ဆိုးတော့မယ်အဲ့တော့နှစ်ခုကို mix လုပ်လိုက်ပြီပေါင်းလိုက်ပြီအဲ့တော့ဘယ်လိုပြောမလဲတူတောင်စိတ်ဆိုးတော့မယ်ဆိုရင်ထားသုံးရောက်生气了เนาะအရှိမသုံးထည့်လိုက်ထားသုံးရောက်生气了တူတောင်မှစိတ်ဆိုးတူတောင်စိတ်ဆိုးတော့မယ်ပေါ့เนาะပြီးတော့ဆက်ကြည့်မယ်တူတောင်ရုံးစင်းပြီတူတောင်ရုံးစင်းသွားပြီဆိုရင်ထားသုံးတူတောင်ထားသုံးရုံးစင်းတောင်ရှာပန်းเนาะပြီးသွားလက်အဲ့တော့ထားသုံးရှာပန်းလားတူတောင်ရုံးစင်းပြီเนาะရုံးစင်းတော့မဲဆိုလို့ရှိရင်ရောက်လက်လို့သုံးရမယ်เนาะဒါဆိုလို့ရှိရင်ထားရောက်ရှာပန်းလားထားရောက်ရှာပန်းလားသူရုံးစင်းတော့မဲတူတောင်ရုံးစင်းတော့မယ်တူတောင်ရုံးစင်းတော့မယ်နှစ်ခုကိုပေါင်းဆက်သုံးပြီးသုံးနဲ့ရောက်လာတွဲမယ်ဆိုရင်ထားသုံးရောက်ရှာပန်းလားထားသုံးရောက်ရှာပန်းလားတူတောင်ရုံးစင်းတော့မယ်နောက်တစ်ခုပေါ့နော်ငါတောင်မင်္ဂလာဆောင်ပြီးငါတောင်ထောင်ပြီးဆိုဖြစ်ကြောင့်မို့我都结婚了ငါတောင်မင်္ဂလာဆောင်ပြီးငါမင်္ဂလာဆောင်တော့မယ်ပဲရှိတယ်ဆိုရင်我要结婚了我要结婚了ဟုတ်ပြီနော်ငါတောင်မင်္ဂလာဆောင်တော့မယ်အဲ့ဆိုရင်တောင်လည်းပါတယ်တော့မယ်လည်းပါတယ်ဆိုတော့我都要结婚了我都要结婚了နောက်နံပါတ်4ပေါ့နော်ကျွန်တော်အကိုတောင်ကလေး2ယောက်ရှိပြီဒါတောင်ပြီပဲဒါဆိုကျွန်တော်အကိုဆိုရင်我哥哥နော်3တောင်ဆိုတာ3我哥哥3ကလေး2ယောက်ဆိုတာကကြတော့2ယောက်ဆိုရဲအမျိုးပြအောင်လားဆိုတော့အရှိမထည့်ရမယ်အရေးအတွက်ကိုเนาะအဲ့တော့ကလေး2ယောက်ဆိုပြီးမှ孩子2个လို့မပြောရဘူး2个孩子လို့ပြောရတယ်เนาะ2个孩子ရှိပြီဆိုတာကယုံအဲ့တော့ရှိတယ်မရှိဘူးဆိုအရှိမထည့်ရတယ်အမျိုးအဲ့တော့ယုံ2个孩子လို့သုံးရမယ်เนาะအဲ့တော့我哥哥都有2个孩子了我哥哥都有2个孩子了ကျွန်တော်အကူအောင်ကလေး2ယောက်ရှိပြီဟုတ်ပြီเนาะကျွန်တော်အလုပ်ထွက်တာတောင်2နှစ်ရှိပြီကျွန်တော်အလုပ်ထွက်တာတောင်2နှစ်ရှိပြီဆိုလို့ရှိရင်ကျွန်တော်အလုပ်ထွက်တာဆိုတော့我辞职都ကျွန်တော်အလုပ်ထွက်တာတောင်辞职ဆိုအလုပ်ထွက်တာเนาะ2နှစ်ရှိပြီဆိုတော့2年了我辞职都2年了都有2年了ဆိုလဲရတယ်都2年了ဆိုလဲရတယ်เนาะ我辞职都有2年了我辞职都2年了ကျွန်တော်အလုပ်ထွက်တာတောင်2နှစ်ရှိပြီပေါ့เนาะအဲ့ဒါဒီနေ့တော့နားလိုက်မယ်လို့ထင်တယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ